你我塞了路阿苗西的喏，你我塞的把烧张嘛没修，你烧山我来山里的打的米的好不？你那个那来搬那什么？喏。အခုရှိနေတဲ့သားသမီးတွေဒီသက်ဒီရွယ်ရောက်နေပြီဘဒူလောက်ကျွေးလို့လဲလို့အဲ့ခလေးတွေကိုတယောက်ချင်းမဲကြည့်လိုက်အမေလောက်ကျွေးလို့ဟုတ်ပါတယ်နမေကျွေးကျွေး နေလက်ထဲမှာနေဟောသေကန်နေလူမမာရောက်လို့ဖြစ်နေတာအခုမှလူချင်းတူချင်းတူလာတာငါဘောကအ မေလောက်ကြည့်လို့ကြီးလာ ငါသားသမီးတွေကိုနေစေပြားလည်းမကျွေးနိုင်ငါးပြားလည်းမကျွေးနိုင်နေစောက်ခနဲ့900တဲ့မုတ်တစ်ထောက်တောင်ဒီဝယ်ကျွေးနိုင်လို့မုတ်တစ်ထောက်ကိုတစ်ထောက်ပြောတစ်ထောက်ဖြစ်နေတဲ့ခင်မှာ900တဲ့မုတ်တစ်ထောက်တောင်ဝယ်မကျွေးနိုင်တဲ့ဖခင်တယောက်ကိုစောက်စဲမရှိတဲ့ရေချင်းနဲ့လာတက်ပြောတာနေတော့ကောင်သားမျိုးဘယ်နေရာမှမတုံး ဟိုကျမိမလူအောင်မို့လူအောင်မသိရကိုရနေတော့နေထားတဲ့ကောင်မအောင်ဘလို့လူမျိုးမို့လို့လဲမကိုချင်းစာတတ်မှာပါသားသမီးတယောက်ကိုဘလို့မွဲပြီးကျွေးလာခဲ့ရလဲဆိုတာကြည့်ရသိအဲ့သားသမီးလေးတွေထင်ရက်ခါနဲ့သူ့မျိုးခဲ့တာမရင်ငယ်တွေကိုကျွေးခဲ့တာနော်မရင်ငယ်တွေအကုန်လုံးသူကျွေးခဲ့တာအခုသူသွားတဲ့ပတ်စံ30ထားပေးခဲ့တာလဲမရင်ငယ်ကိုကျွေးလိုက်တာမရင်ငယ်အောင်စီဘက်တစ်ခက်နဲ့ဒီကိုချင်းတစ်ခက်ဝယ်ပေးတာစမုတ်ချက်အိမ်နှစ်ထည်ဝယ်ပေးတာသူ့ကိုသူစောက်ကျဲစုတင်ခံပြီးတော့အဟုတ်ကြီးမှတ်နေတာငါရှိရကြတော့လောက်တဲ့လောက်အခါကိုတော်ကြဟိုဟာဘောလိုတော်ကြဒီဟာဘောလိုနဲ့အမျိုးမျိုးနီးလန်းနဲ့တောင်းလာခဲ့ဘသူတွေသိလေ မမသိဘူး ငါသားသမီးတွေည7နာရီတစ်ချက်ထိနင့်ကိုလွှဲပေးတဲ့ပတ်စံတွေကငါသားသမီးတွေည7နာရီတစ်ချက်ထိစောက်လုပ်ပြီးတော့လွှဲပေးနေရတာနော်အခုနင့်တောင်မခံနိုင်တော့ငါတို့လမ်းအောင်ငါတို့ရှောက်တော့နင့်အမျိုးမျိုးနီးလန်းနဲ့လိုက်ဒုက္ခပေးအခုမှငါသားသမီးတွေကတက်တောင့်တက်တာနေရတာအချိန်မှအဲ့အချိန်မှစားရတာဟဲ့ငါသားလေးဆိုရင်ဘလောက်တနာဖို့ကောင်းလဲဘိုက်ခဲမာတွေကဒုက္ခတွေရောက်ခဲ့ဟိုဖိုးတောင်တော့မပေးနိုင်ဘူးဟုတ်ပါတယ်မှန်ပါတယ်အခုရည်ပါပါ အေးကြိုက်တဲ့ညီမတဲ့ကိုမသားကိုစဉ်းစားဆင်ခြင်ကြိုက်ကိုเจ้าကိုပြောပါတမန်ကအเจ้าတွေကိုမဝေဖန်နဲ့အခုလဲနေပြောလို့ငါတို့ဆဲတာတဲ့နော်အခုနေပြောတာလို့ပြောတာစားပို့ခဲ့တာလဲညီမဘက်ကနေစားပို့ခဲ့တာအမဟုတ်ဟုတ်လားအမဘက်ကစားပို့ခဲ့တာမဟုတ်ဘူးညီမဘက်ကစားဟိုင်းပြီးစားပို့ခဲ့တာနော်အမဘက်ကလာပြီးတော့ဟိုင်းတာလည်းမပါဘူးစားပို့ခဲ့တာလည်းမပါဘူးအဲ့ဒါကိုလာပြီးတော့တမန်တစ်ဖက်သားမိသားစုကိုလာပြီးထိခိုက်လာတာလဲထိအမတန်ညက်ခိုင်းတဲ့အဆင်မရှိဘူးသူ့တန်ညက်ခံလာခဲ့တဲ့နှစ်ပေါင်းကုန်သွားပြီ18နှစ်ဆက်ရှင်နေအခုအမဟုတ်လားဘတူကမှတန်ညက်မခံဘူးနော်အမမိသားစုကိုအမလောက်ကင်ကျွေးနိုင်တယ်အမသားသမီးတွေသူကတရားတော်မောင်းတော့ဝယ်မကျွေးနိုင်ရင်အမထောင်တော်မောင်းတော့ဝယ်ကျွေးနိုင်တယ်အမသားသမီးတွေကိုအမလောက်ကင်ကျွေးနိုင်လို့အမလောက်ကင်ကျွေးထားတာအမသမီးတော့မရဘူးတိလားသူစောက်ခွက်ကိုဓာတ်တယ်ပဲစီခုံမယ်ဝိုင်းကိုစားပို့လောက်အောင်လဲကျုပ်စားလည်းမရေးအောင်ရေးလည်းမရေးတတ်ဘူးနော်ကျုပ်သားသမီးတွေစားဖို့နေရေးကိုမနေရုံးကန်နေရတာနော်ကျုပ်သားသမီးတွေကိုတမ ्या အိမ်မရှိရရေးမငားရေးတမ ्या ရှိမရှာရေးအတွက်ကျုပ်သားသမီးတွေအတွက်ကျုပ်အချိန်ပြည့်ရုံးနေတာသူ့လိုမျိုးလေအလယ်ကားရတိုင်းပေါက်လို့ပဲစားစကားပြောပြီးတော့မှနေနေတဲ့မိန်းမမျိုးမဟုတ်ဘူးနော်နေ့ကိုလဲစာရေးလာအောင်လဲငါဘက်ကစာရေးခဲ့တာမဟုတ်ဘူးနေ့ဘက်ကစာရေးခဲ့တာဟုတ်လားအဲ့တော့စားရေးတော့နင်တို့ဘက်ကရေးလာပြီးတော့အတန်ထွက်လာတော့ငါဘက်ကအတန်ထွက်လာခဲ့ဘလူဖောင်းမှမပတ်သက်နဲ့မပတ်သက်ချင်တော့တဲ့လူတယောက်ကဘလူဖောင်းမှလည်းခေါ်စရာမလိုမပတ်သက်နဲ့ငါသားသမီးတွေနဲ့လည်းဆက်သွယ်စရာလည်းမလိုပတ်သက်စရာလည်းမလိုဒီဖုန်းလည်းစက်တက်စရာလည်းဘယ်ဖုန်းမှစက်တက်စရာလည်းမလိုနော်ငါသမီးကိုလိုချင်အောင်နင်ကဘလောက်ထိဖခင်ဝတ္တရားကြည်ပြုံထားလို့ခလေး4ယောက်နေယောက်ျားဆိုရင်4ယောက်လုံးခေါ်လိုက်တတ်သိရှိလောက်ကျွေးနိုင်ရင်4ယောက်လုံးခေါ်လောက်မကျွေးနိုင်ရင်တယောက်ချင်းခွဲမခေါ်နဲ့တော့မကျွေးနိုင်လို့တရားချင်းဆွဲခေါ်တာ